ရောင်ကြကြဒီကောင်နေမှာကြတာဦးမင်းအွန်လိုင်းနဲ့သူ့မိသားစုပဲပြေးမြင်တာပဲအခုမြန်မာနိုင်ငံမှာကောင်းရောင်းကောင်းဝယ်လှုပ်ရှားဘယ်တော့မှမကြည့်ပွားပါဘူးဗျာအခုစီးပွားကူးသန်းဝင်ကြီးတို့ရောင်းဝယ်ရေးဝင်ကြီးတို့ဒီဝင်ကြီးတွေအကုန်လုံးကတိုက်ရိုက်တော့မစားဘူးဗျသူတို့တွေကတဆင့်ခံစားနေတဲ့ပုံစံမျိုးတွေရှိတယ်နော်အဲ့ဒါကြီးလည်းကျွန်တော်အခုပြောရမှာဗျာဒီလားအခုရိုးရိုးတန်းတန်းရှောက်လန်းနေတဲ့ပြည်သူတွေရဲ့ဘဝဟာအဘတွေခေရောက်တဲ့အတွက်ကြောင့်မို့လို့အရင်တုန်းကအဘတောက်ချိုးတွေအတိုင်းပဲအခုလောကကြီးကဖြစ်ချင်တိုင်းဖြစ်နေတယ်ဘလို့မှမရှင်နိုင်ခင်ဗျာကောင်းရန်ကောင်းဝင်ဘယ်ခေါ်မလဲတနည်းအားဖြင့်လမ်းမှန်တိုင်းသွားတယ်ဟာဒီတိုင်းလေးပဲဟဲ့လားရှောက်လွာလေးသွားတင်နေကျွန်တော်တို့သွင်းကုန်လိုင်းစင်လေးချပေးပါသွင်းကုန်ထုတ်ကုန်လိုင်းစင်လေးတော့၎င်းပေါ့ဟိုဟာလေးတင်သွင်းဝင်ပေးပါဒီဟာလေးတင်သွင်းဝင်ပေးပါဆိုပြီးတော့ခင်ဗျားတို့သွားမတောင်းနဲ့ဘယ်တော့မှကြမလာဘူးဦးမင်းအောင်လိုင်းနော်ခင်ဗျားရဲ့အုတ်ချွေရန်နေရတော့ပေါက်ပြရ40ပေါက်ပန်း40တွေနဲ့ပြည့်နေတယ်နော်အဲ့ဒါဘာကြောင့်လဲသိလားအရေးချင်းတော့မရှိဘူးမဟုတ်ရှိပါဒီပုဂ္ဂိုလ်ကြီးကအရေးချင်းတော့ရှိမယ်စနပြောသလိုပါဗျာနော်မပွင့်လင်းမြင်သာမှုမရှိခြင်းဒါတွေကိုကျွန်တော်တို့ကဖော်ထုတ်အောင်ပုံစံလေးဖြစ်တော့ဗျာနော်ပြောဒီကိစ္စနဲ့ပတ်သက်လို့ရှိရင်ပြည်သူကသိတယ်အဲ့ဒီဒေတာမှာနေတဲ့သူကသိတယ်အားလုံးကသိတယ်အစိုးရကဦးမင်းအွန်လိုင်းကိုယ်တိုင်ကတရုတ်ရဲ့အုပ်ချုပ်ရေးမှုအဆင့်နေဗျာနော်အဲ့တော့ဘာနဲ့လားတဲ့တူလဲဆိုတော့အုပ်ချုပ်ရေးမှုတွေဆိုတာကဖုံးမဲပြန်ဖိပေးမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့မြန်မာနိုင်ငံအစိုးရလက်ရှိဦးမင်းအွန်လိုင်းဟာအမျိုးသားသစ္စာဖောက်ဆိုပုံမှန်ပါတယ်နော်နိုင်ငံကိုကာကွယ်နေတဲ့သူလည်းမဟုတ်ဘူးလွတ်တော်ကိုယ်စားလှယ်တယောက်လွတ်တော်ထဲမှာမေးသွားတဲ့စကားသိကောင်းပါတယ်အကိုကြီးညီလေးမိသားစုလက်သိထိုးသူအဲ့စကားပြောတဲ့အချိန်မှာကျွန်တော်မျက်လုံးထဲမှာပြေးမြင်တာကတော့ဦးမင်းအွန်လိုင်းနဲ့သူ့မိသားစုပဲပြေးမြင်တာပဲနော်ပိုင်ဆိုင်အဲ့လိုစကားကိုဖာတိဝါဒအမျိုးမျိုးဖယ်လဲပြောတာမွေးကြတဲ့သူညှိတေခဲ့ရမှာအမှန်ညှိတေခဲ့ရမှာနော်ဒါနဲ့ပေါ့ကိုတော့ဟိုတဲ့နမတော်ကနေကွင်ကြီးဘွားနဲ့နေတဲ့ကွင်ကြီးဘွားနဲ့နေတဲ့ဖိုင်းရင်လွယ်ရအောင်လို့တဲ့ဩပေါ့ကိုတော့ကိုခေါ်ပြီးမှတတိပြီးကွင်ကြီးဘွားနဲ့နေခိုင်းနလို့ဖမ်းတဲ့အခါမှာလွယ်ကူရတလို့နဲ့ရောင်ကြကြဒီကောင်နေမှာကြတာနော်အဲ့လိုပြောရင်လည်းပေါ့ကိုတော့ရိုင်းနေလို့ထင်အောင်ပါခါသေးကြဟုတ်လားအဲ့တော့မောင်ကဘယ်လိုကိုပြောတဲ့စကားတကယ်မှန်ကန်တယ်ဆိုရင်ဘယ်လိုတစ္ဆာမျိုးနဲ့လုပ်မလဲဘယ်လိုမှန်ခဲ့ရင်အဲ့လိုတတ်မလို့ကလုပ်ခဲ့တယ်ဆိုရင်ပြောခဲ့တယ်ဆိုရင်ပေါ့ကိုတော့ဘဝပေါ်လာရင်ဟုတ်တာလူမဖြစ်ရပါစေနဲ့ပဲဟုတ်လားမောင်လည်းအဲ့လိုဘဝပေါ်လာရင်ဟုတ်ခဲ့တယ်ကိုပြောတဲ့စကားမှန်ကန်ခဲ့တယ်ဆိုရင်ဘဝပေါ်လာတိုင်းမှာခွေးဖြစ်ရင်တော့ခွေးဝဲသားဖြစ်ရပါစေလို့စူတောင်းရင်လားတစ္ဆာဆိုရဲလားတော့မင်းကွန်းထောက်ရမယ်ပုံစံဖြစ်နေမောင်နော်မဟုတ်တဲ့စကားရင်ပြောပါနဲ့ကိုကြိုက်တာကိုပြောကိုလုပ်တာကိုပြောဟုတ်လားဟုတ်ပြောမဟုတ်တာမှပြောနေနော်ဒီဝါဒေတာမှာပေါ့နော်ဝါဒေတာမှာတရုတ်ကနေပြီးတော့ဝါဒေတာထဲမှာနေရာတစ်ခုတရုတ်ကသတင်းလှမ်းပေးတယ်ဘာလဲဆိုတော့ဝါဒေတာတွေကနော်ဒေတာထဲမှာရှိတဲ့နေရာအချို့ပေါ့နော်တရုတ်ကနေပြီးတော့ဘယ်လိုခေါ်မလဲမြေပုံညွှန်းလေးတွေဟိုဝါကိုလှမ်းပေးတယ်ပြီးတော့ဝါအဲ့ဒါနဲ့တွားပြီးတော့အဲ့တရုတ်ကပေးတဲ့မြေပုံညွှန်းအတိုင်းတွားလိုက်တဲ့ခါမှာဘာလို့တွားတွေ့ရလဲဆိုတော့ဒီတရုတ်တစိမ့်တွေပေါ့အမှတ်တစိမ့်တွေပေါ့နော်တရုတ်အမှတ်တစိမ့်အတူတွေဟုံတာရှမ်းဆိုလားဟုံတာရှမ်းတို့နောက်ရွမ်ယန်တို့နောက်ဟုံဟီတို့ကျင်းညူဟောကျူဆိုလားဘလို့မခေါ်ရဘူးရာတရုတ်နာမည်အဲ့ဒီဟာတွေပေါ့အဲ့ဒီဟာတွေနဲ့ပတ်သက်တဲ့ secret တွေပေါ့အဲ့နာမည်ကြီး secret တွေနဲ့ဆက်တွေနဲ့ဆေးအမှုန့်တွေနဲ့အတူတွေလောက်တာတန်20လောက်15တန်20လောက်ဖွဲ့ပစ္စည်းတွေအမျိုးစုံပေါ့အဲ့ကားတွေဝါပစ္စည်းတွေဝါတွေတင်ထားတာထုတ်လောက်လောက်ထားတာပေါ့နော်ပြောရရင်တော့အတူတွေထုတ်နေတာပေါ့ထုတ်တော့အဲ့ဒါကိုတရုတ်ကသိလို့သတင်းလှမ်းပေးတာပြီးတော့ဝါသူ့နယ်မြေထဲမှာရှိတဲ့နေရာမှာတော့ဝင်ဖမ်းတယ်ပြောရင်တော့ဝါနယ်မြေထဲမှာအတူတွေထုတ်နေတာကိုတရုတ်ကလှမ်းသတင်းပေးရတယ်ဆိုတာမျိုးပေါ့နော်သတင်းပေးတော့ဖမ်းပြီးတရုတ်ကိုပြန်အပ်ပေးလိုက်တယ်ပြီးတော့ဟောဖြစ်တယ်ပေါ့နော်လူတွေရောဟိုတွေအကုန်မိတယ်လို့ကြားတယ်29နှစ်မနေ့ကအဲ့မန်ခါနေဇက်ကိတ်ကနေလို့ဆင့်ပစ္စည်းတွေအကုန်လုံးကိုတရုတ်ကိုလွှဲပေးလိုက်တယ်နောက်တစ်ခါဒီလူတွေတော့ဟိုမိတဲ့လူတွေလွှဲပေးလို့ကြားတယ်အဲ့တော့ဟိုဝါနယ်မြေထဲမှာခုနကျွန်တော်တို့အရင်တော့ကြားခဲ့တဲ့အရှိတယ်အဲ့ဘာလို့ဆိုတော့ဝါနယ်မြေထဲမှာဒီဝါမိုင်းလာဒေတာတွေပေါ့နော်ဝါဒေတာပို့ဆိုးတယ်အရက်ဆက်ရုံအတူတွေအင်ကြီးဆက်ရုံအတူတွေเนาะအင်ကြီးအတူတွေအင်ကြီးက brand တစ်စိတ်အတူတွေနောက်အရက်တစ်စိတ်အတူတွေနောက်တစ်ခုကဒီလို secret ဘာညာပေါ့ဗျာလို့အတူပစ္စည်းတွေကိုဝါဒီသားထဲမှာအကြီးကျယ်ထုတ်တယ်အတူပါထုတ်တယ်ထုတ်ပြီးတော့အဲ့ဒီကနေပြီးတော့ဘယ်ကိုဖြန့်လဲဆိုတော့
ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပြီးမှလည်းဖန်ဖြစ်တယ်တခါတည်းထိုင်းကုန်တိုက်တွေစီလည်းရောက်တာတွေလည်းရှိတယ်လို့ချားတယ်ဆိုတော့ဟိုကျွန်တော်တို့က branded လို့သာပြောနေတာအတုတွေအဲ့ branded နာမည်ခံပြီးတော့အတုတွေထုတ်နေတဲ့အဖွဲ့အစည်းတွေအများကြီးရှိတယ်ဝါဒေတာတော်တော်လုပ်တယ်ဝါအဲ့လိုနီးနဲ့ချမ်းသာကြွယ်အောင်လုပ်တာတွေလည်းရှိတယ်ဟိုတရားမဝင်လုပ်ငန်းတွေဝါတွေတအားလုပ်တယ်အဲ့လိုမျိုးတွေနော်တရားဝင်လုပ်ငန်းတွေလည်းပြီးမှလာလုပ်တယ်တရားမဝင်လုပ်ငန်းတွေကိုလည်းသူတို့ဒေတာတွေမှာလည်းလုပ်တယ်ပြောရင်တော့တရားဝင်ဒီမဝင်အရေးမကျူသူတို့အကုန်လုံးလုပ်လို့ရှိတယ်ဝါဆိုတော့အဲ့လိုအဲ့တော့ပြောချင်တာနော်နောက်တစ်ခု